အားလုံးပဲမင်္ဂလာပါဖုန်းအဟောင်းမှာ install ရှိပြီးသား TikTok အကောင့်ကိုဖုန်းအသစ်မှာဘယ်လို login ဝင်ရမလဲဆိုတာကိုပြပြပေးသွားပါမယ်ကိုအကောင့်ရဲ့ email access ရှိနေရင်ဖုန်း sim card လည်းရှိနေရင်တော့ email ကနေလာတဲ့ code သို့မဟုတ် SMS ကနေလာတဲ့ code နဲ့အလွယ်တကူ login ဝင်လို့ရပါတယ်ဒါပေမဲ့ကိုမှာ email access မရှိဘူး sim card လည်းမရှိတော့ဘူးဆိုရင်တော့အခုကျွန်တော်ပြပြပေးမယ် process အတိုင်းလိုက်လုပ်ကြည့်ပါပထမဆုံးကိုရဲ့ဖုန်းအဟောင်းမှာရှိတဲ့ TikTok ကိုဖွင့်လိုက်ပါ profile ကိုသွားပါအပေါ်ဆုံးမှာကိုနာမည်ရဲ့အောက်မှာ add နဲ့ပေါ်နေတဲ့ user name ကိုမှတ်ထားရပါမယ်ဥပမာကျွန်တော်ဆို@AC1 mobile and electronics ဆိုပြီးပေါ်နေတယ်အဲ့ဒါကိုမှတ်ထားပါ profile အပေါ်ကညာဘက်အပေါ်တောင်းမှာရှိတဲ့ three line ကိုနှိပ်ပါအောက်မှာ setting and privacy ကိုနှိပ်ပါပြီးရင် account ကိုနှိပ်ပါအဲ့မှာ password ဆိုတာကိုတွေ့ရပါလိမ့်မယ် password ကိုနှိပ်ပါ change password TikTok မှာအခြား Facebook Instagram တွေလိုပဲ password အသစ်ပြောင်းဖို့အတွက် password အဟောင်းကိုသိစရာမလိုပါဘူး password အသစ်ရိုက်ထည့်လိုက်ပါ password အခက်အတစ်လုံးကဏ္ဍတစ်လုံး special character တစ်လုံးပါရပါမယ်အချက်လက်3ခုပြည့်စုံပြီဆိုရင် continue ကိုနှိပ်လိုက်ပါ password အသစ်ပြောင်းပြီးသွားပါလိမ့်မယ်ဖုန်းအဟောင်းမှာ password change ပြီးသွားပြီဆိုရင်ဖုန်းအသစ်မှာ TikTok application ကိုဖွင့်လိုက်ပါအောက်မှာ login ဆိုတာကိုနှိပ်ပါ use phone /email/username ကိုရွေးပါဖုန်းနံပါတ်နဲ့ login မလုပ်ပါနဲ့ email username ကိုရွေးပါအဲ့ဒီနေရာမှာစောစောကမှတ်ထားခဲ့တဲ့ username ကိုရိုက်ထည့်ပါ enter password မှာစောစောကကိုချင်းခဲ့တဲ့ password အသစ်ကိုရိုက်ထည့်ပါပြီးရင် continue ကိုနှိပ်လိုက်မယ်ဆိုရင်ကိုယ့်ရဲ့ဖုန်းအသစ်မှာ TikTok အဟောင်းကိုအလွယ်တကူ login ဝင်လို့ရသွားပါပြီအားလုံးပဲအဆင်ပြေကြပါစေ